တစ်ပင်ကြီးထဲကဒီအင်ကိုတယောက်တည်းစုပ်ခဲ့တာမြေကြီးနဲ့ကြောက်တုံးတွေကိုတုံးပြီးအခြေခံကနေစတင်ခဲ့တယ်သူ့ရဲ့အပင်ပန်းခံပြီးဖန်တီးထားတဲ့ဒီဇိုင်းကတကယ်ကိုထူးခြားပါတယ်အရင်ဆုံးအပြင်ဘက်မှာမီဖိုးလေးတစ်ခုကိုအရင်တိဆော့ပါတယ်မီဆေးတွေကိုတေးသေးချာချာနယ်ပြီးအုတ်မစ်ကိုခိုင်အောင်လုပ်တယ်ပြီးတော့တစ်ခေါင်းပေါက်သေးကိုရှင်းလင်းရေးဆက်လုပ်ပါပြီကြောက်ပြားတွေနဲ့အဆင့်ဆင့်စီးပြီးအခြေကိုခင်းကျင်းတယ်အထဲဝင်ရလွယ်အောင်မြင်ညှိတာတဲ့လွတ်ရသေးတယ်ကျမ်းပင်ကိုလည်းမြေဆေးနဲ့ညီညာအောင်အောက်ပေးလိုက်တယ်မီးဖို့အတွက်အမိုးလေးကိုလည်းစိတ်ရှည်ရှည်နဲ့စောက်ရတယ်ကြောက်တုံးသေးသေးလေးတွေနဲ့ပုံဖော်ထားတာအယမ်းကိုအနုစိတ်ပါတယ်အားလုံးကိုမြေဆေးနဲ့ထက်အုပ်ပြီးချောမွေ့အောင်လုပ်လိုက်တယ်အခုဆိုရင်တော့မီးဖိုလေးကအတင့်ဖြစ်သွားပါပြီပြီးတော့မီးဖိုခေါင်းတိုင်ကိုလည်းကြောက်တုံးတွေနဲ့ဆက်လုပ်တယ်ဒီလိုဖန်တီးနိုင်ဖို့တော်ယုံဆွေးနဲ့မဖြစ်နိုင်ပါဘူးမီးဖိုပြီးတော့အိမ်ရက်အတွင်းပိုင်းကိုပြန်လှည့်လာပါပဲမြေဆေးနဲ့နန်းရံတွေကိုတေးသေးချာချာလိမ့်ကြံဖေးတယ်အိမ်ချမ်းခင်းအတွက်တစ်သားပြောင်းပိုင်းလေးတွေကိုတစ်ခုချင်းစီခင်းပါတယ်သူ့ရဲ့လက်ရာကတကယ်ကိုအန်မခံပါပဲကျန်းခင်းကိုညီအောင်တူနဲ့ညှိပြီးခင်းကျင်းလိုက်တယ်အခုအိမ်ရဲ့နန်းရံကိုဆောက်လုပ်ဖို့ပြင်ဆင်နေပါပြီတစ်ကိုင်းတွေကိုအသုံးပြုပြီးတကားပောင်ကိုအရင်လုပ်တယ်ပြီးတော့ဝါချမ်းတွေကိုစီပြီးနန်းရံကိုဆက်လုပ်ပါတယ်ဒါကိုတယောက်တည်းလွတ်ခဲ့တာမယုံနိုင်စေရပါပဲဝါနန်းရံကိုမြေဆေးနဲ့ထပ်မံအုပ်ပြီးခိုင်ခန့်အောင်လုပ်လိုက်တယ်အပေါ်ကနေအောက်ကိုညီညာအောင်တေချာညှိပေးတယ်အခုတော့အိမ်ရဲ့အပြင်ပိုင်းကပုံစံကျလာပါပြီတကားပေါက်အတဝါလုံးလေးတွေကိုအဆင့်ဆင့်တက်ဆင်းတယ်ပြီးတော့အိမ်တကားလှုပ်ဖို့ဝါတွေကိုစက်တန်ရက်လို့ပါတယ်သူ့ရဲ့ဒီဇိုင်းနဲ့လက်ရာကတကယ့်ကိုချီးကျူးစရာပါဝါနဲ့ရက်ထားတဲ့တကားလေးကအရန်ဟာတယ်အိမ်ရှိမှာမြက်ခင်းစင်းစင်းလေးကိုစိုက်ဖြိုးပြီးလိုက်သေးတယ်ဒါကအိမ်လေးကိုပို့ပြီးတောက်ဝင်လာပါစေတယ်အိမ်အမိုးပေါ်မှာလဲမြက်ခင်းကိုအလှဆင်လိုက်တယ်အခုဆိုရင်တဘာဝနဲ့တသားတွေကြတဲ့အိမ်လေးတစ်လုံးပြီးသွားပါပြီအတွင်းပိုင်းမှာစင်လေးတစ်ခုကိုလည်းထဲ့သွင်းတက်ဆင်လိုက်တယ်ညစာအတွက်ပုတ်စွန်ကင်လေးတွေပြင်ဆင်နေတာပါဒီဗီဒီယိုကမိနစ်ပိုင်းလေးထိပေမဲ့ဒီအိမ်ကိုအချမ်းယူပြီးစောက်ခဲ့ရတာပါသူ့ရဲ့စ조사အားထုတ်မှုကိုအားပေးလိုက်ကြပါအောင်ဒီလိုဖန်တီးမှုကိုအမှတ်ပြည့်ရရမှာတင်ဆိုရင်ဘလောက်ပေးမလဲ